အရာအလုံးဟာနီစာတယောက်သူမရဲ့ခင်ပွန်းစီဖုန်းခေါ်လိုက်တဲ့အချိန်မှာစတင်ပြောင်းလဲသွားခဲ့တယ်။ခင်ပွန်းဖြစ်သူကဖုန်းမကင်တဲ့အတွက်ညီမဖြစ်သူယောနီစီကိုထပ်ခေါ်ပြီးသူ့အမျိုးသားကိုဖုန်းပြန်ကင်ဖို့ပြောပေးဖို့အကူအညီတောင်းခဲ့တယ်။အဲ့ဒီအချိန်မှာခင်ပွန်းနဲ့ညီမဖြစ်သူဟာဟိုတယ်တစ်ခုမှာအတူရှိနေကြတာပါ။နောက်ဆုံးတော့ခင်ပွန်းဖြစ်သူကဖုန်းကင်ပြီးသူ့เจ้าမှာပဲရှိသေးတယ်လို့လိန်ညာပြောဆိုခဲ့တယ်။နီစာကတော့လမ်းမှာကားတိုက်မှုဖြစ်လို့လမ်းပိတ်နေတဲ့အတွက်သမီးလေးကိုသွားမကြိုနိုင်တော့ကြောင်းနဲ့သူ့ကိုပဲသွားကြိုပေးဖို့ပြောပြီးဖုန်းချလိုက်တယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူကဖုန်းခလုတ်ကိုအမနှိမ့်မိရာကနေနီစာတယောက်သူမမမျှော်လင့်ထားတဲ့အရာတွေကိုကြားလိုက်ရပါတော့တယ်။ဟိုတယ်ခန်းထဲမှာခင်ပွန်းနဲ့ညီမဖြစ်သူတို့တီတိုချစ်ကြည်နူးနေကြတဲ့အတန်တွေဒါဟာသူစိမ့်တွေစီကကြားရတဲ့ကောလာဟာလာမဟုတ်ပဲသူမရဲ့ခင်ပွန်းအရင်နဲ့ညီမအရင်တို့ရဲ့အတန်တွေဖြစ်နေပါတယ်။နီစာတကိုယ်လုံးတုံလှုပ်ခြောက်ချပြီးမြင့်တက်သွားခဲ့တယ်။လက်တွေတုံမျက်ရည်တွေကျရင်းနဲ့ဒီအမှန်တရားကိုတက်တဲ့အဖြစ်ဖုန်းထဲမှာအတန်သွင်းထားလိုက်တယ်။သူမအမျိုးသားအိမ်ပြန်ရောက်တဲ့အခါမှာတော့နီစာရဲ့ပောက်ကွဲမှုတွေစတင်ပါတော့တယ်။သူမဘလို့မှထိမထားနိုင်တော့ပဲလောကမှာမိန်းမတွေအများကြီးရှိတဲ့ထဲကမှဘာလို့ငါညီမအရင်ဖြစ်ရတာလဲလို့အဖြေတောင်းခဲ့တယ်။သူကအစမှညင်းပေမဲ့နီစာကအတန်ဖိုင်ကိုဖွင့်ပြလိုက်တဲ့အခါမှာတော့သူဘာမှစင်ကြေပေးလို့မရတော့ပါဘူး။နီစာဟာနာကျင်လွန်းလို့သူ့ကိုရိုက်နှက်မိသွားတယ်။အဲ့ဒီနောက်မှာပိုးဆိုးတာကကတင်အောက်မှာသူမညီမဖြစ်သူကိုလက်ဆောင်ပေးထားဘူးတဲ့ပတိလေးကိုတွေးလိုက်ရတာပါပဲ။နီစာအိမ်မှာမရှိတဲ့အချိန်မှာသူတို့နှစ်ယောက်ဟာသူမရဲ့အိတ်ခမ်းထဲမှာတင်ဖောက်ပြန်ခဲ့ကြတာပါ။နီစာဟာဒီအိမ်မှာဆက်မနေနိုင်တော့ပဲသူမအမေရှိရာဇာတိမြို့ကိုပြန်သွားခဲ့တယ်။အဲ့ဒီမှာညီမဖြစ်သူနဲ့ထိတ်တိုက်တွေ့ပြီးအမေဖြစ်သူလည်းအမှန်တရားကိုသိသွားတဲ့အခါမှာအယမ်းကိုစိတ်ထိခိုက်သွားခဲ့တယ်။အမေကညီမဖြစ်သူကိုနီစာနဲ့အတူပေးနေခဲ့မိတဲ့အတွက်ကိုအပြစ်တင်ပြီးတောင်းပန်ခဲ့ပေမဲ့ညီမဖြစ်သူကတော့နောက်တမရတဲ့အပြင်အမေကသူမကိုဘယ်တော့မှမယုံကြည်ပဲနီစာကိုပဲမျက်နှာလိုက်တယ်လို့ပြန်អော်ခဲ့တယ်။ဒီစကားကြောင့်နီစာကညီမဖြစ်သူကိုပါရိုက်လိုက်ရာကနေရံပွဲတွေပြင်းထန်လာပြီးအမေဖြစ်သူလည်းကြသွားခဲ့ပါတယ်။အမေဟာအုံနောက်သွေးယိုစီးတဲ့တန်ကြောင့်ခွဲစိတ်မှုလုပ်ခဲ့ရပေမဲ့နိုးလာတဲ့အခါမှာတော့အတိတ်ကမှတ်ဉာဏ်တွေမရှိတော့ပါဘူး။နီစာကအမေကိုပြုစုဖို့အတွက်မြို့ကိုပြန်ခေါ်လာခဲ့ရတယ်။ခင်မွန်းဖြစ်သူကနီစာကိုပြန်ချင်းကပ်ဖို့ကြိုးစားပေမဲ့နီစာကတော့စကားတခွန်းမှပြန်မပြောတော့ပါဘူး။တနေ့မှာတော့ညီမဖြစ်သူတနေကုန်အော့အန်နေတာကိုတွေးလိုက်ရပြီးနောက်ထပ်မိုးကြိုးဖြစ်တယ်လို့အမှန်တရားတစ်ခုကပေါ်လာပြန်ပါတယ်။ညီမဖြစ်သူမှာသူမခင်မွန်းနဲ့ရတဲ့ကိုဝင်ရှိနေပါပြီ။နီစာအတွက်တော့ဒီသတင်းဟာသူမရဲ့ကြက်ရှိနေတဲ့ခွန်အားလေးကိုပါရိုက်ချိုးလိုက်တယ်လို့ပါပဲ။နင့်ကိုငါဘယ်လိုခွင့်လွှတ်ရမလဲ။နင်ကငါညီမလေးလို့ပြောတဲ့အခါညီမဖြစ်သူကတောင်းပန်ခဲ့ပေမဲ့နီစာကတော့နင်ဟာငါညီမမဟုတ်တော့ဘူးလို့ပြက်ပြက်တသားပြောလိုက်တယ်။မကြခင်မှာပဲအမေဖြစ်သူဆုံးပါသွားခဲ့ပြီးနီစာကခင်မွန်းဖြစ်သူကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ပိုင်းမှာခင်မွန်းဖြစ်သူရဲ့ဖောက်ပြန်မှုကလူသိရှင်ကြားဖြစ်သွားပြီးအလုတ်ပြုတ်သွားခဲ့တယ်လို့ညီမဖြစ်သူလည်းအရှက်ရပြီးနီစာဘဝထဲကပျောက်ကွယ်သွားခဲ့တယ်။နီစာကတော့သူမရဲ့မုတ်တိုက်လုပ်ငန်းကိုပဲအာရုံစိုက်ပြီးစူးစမ်းခဲ့ရာကနေဆိုင်ခွဲများစွာဖွင့်လှစ်နိုင်ပြီးအောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။